Hi everyone အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ညနိုးကဒူဘိုင်းချောကလက်လေးကိုစားချင်မှာဖြစ်ပါတယ်အရင်ကတည်းကစားချင်နေတဲ့ဟာပေါ့နော်အခုမှညနိုးဝယ်စားဖြစ်တာပါဒီဒူဘိုင်းချောကလက်လေးကဈေးနှုန်းကတော့ချိုး page တွေမှာက3,9500လို့ပြောပါတယ်ဒီခုညနိုးဝယ် page မှာက3,500ကျော်3,600ပဲရှိပါတယ်ညနိုးအရင်ကတည်းကစားချင်နေတာပေါ့နော်ဈေးရမ်းများလို့ပေါ့အခုမှ try ကြည့်ပါမယ်ခုမှ try ကြည့်ပါမယ်ဖြေးလိုက်ပါချောကလက်ကအထဲမှာကဒီလိုမျိုးလေးပါညနိုးတစ်ခါလေးဒီဟာကိုလေး1000ကျော်နဲ့ပေးဝယ်စားတဲ့ page မှာလဲဝယ်မှာပြီးညနိုးစားဖို့အဲ့ဒါကြတော့ချောကလက်နည်းနည်းစီးပို့ရရတာလိုမျိုးပေါ့နော်စီကြီးစုံနဲ့ရတာမျိုးရှိတယ်ဒီဟာတော့မစားရသေးပါဘူးခုစားကြည့်ပါမယ်ဒါရင်းများထူးခြားလဲပေါ့နော်ဒီလောက်ဈေးပေးရတာဆိုတော့သွားကိကက်လိုမျိုးရတာလိုမျိုးပဲဒါပေမဲ့အထက်ကစိတ်ပြီးတော့ရွရွလေးနဲ့စားကောင်းတယ်ပေါ့နော်အပေါ်ရန်ချောကလက်သားတော့အရင်ထူချားမနေဘူးနည်းနည်းလေးချိုလေးပဲဒါပေမဲ့အထက်ကတော့ဒီအထက်ကယူပေါ့နော်ဒီလိုလေးဒါစိတ်ပြီးတော့ရွရွလေးနဲ့အရင်စားကောင်းပါတယ်တကယ်လို့ဒီဟာကိုဈေးကြီးရပေါ့နော်မစားချင်ဘူးဆိုရင်လည်းကိကတ်ကိုစားလဲဒီရတာနီးတူ100% တော့မဟုတ်ပေမဲ့60% လောက်တော့ကိကတ်ရတာဒီဟာနဲ့တူပါတယ်အဲ့တော့ထူးခြားနေပေါ့နော်အထက်ကအစိရတာဒါစိတ်ပြီးကျွတ်နေတာပေါ့နော်ချောကလက်ကတော့အရင်ကထိုးကြမယ်အထက်ကရတာလေးကတော့စားကောင်းပါတယ်တကယ်လို့ဝယ်မိတာမှားလားဆိုရင်တော့မမှားဘူးလို့ခံစားချက်တော့ရပါတယ်ဝယ် try ချင်တဲ့လူတွေလည်းဝယ် try ကြပါvlog လေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် vlog လေးမှာပြန်လည်ဆုံတွေ့ပါဦးမယ်နော်အားလုံးပဲတတား